ကျမတို့အိမ်အောင်ကြတာ2 နှစ်ရှိပြီကျမတော်တော်ရွစိတ်ကုန်နေပါပြီရှင်ကြည့်လေသူ့ကိုအိမ်အောင်ကြရင်ဇနီးမယားပေါ်တော်တော်ရွချစ်မြတ်နိုးမယ်လို့ထင်ထားတာကျမမရခင်နဲ့ယာပြီးအနေထားတော်တော်ရွကွာချသွားတယ်ဒါကြောင့်ထင်ပါတယ်ကျမမမကြီးတချင်းကြဘူးလေရုံနှန်းစကားဆိုတဲ့တချင်းလေးလေမရခင်ဖျားလိုလိတ်ခါထိတ်ပေါ်မှာတင်လာခဲ့တဲ့မောင်မင်းကြီးသားယောက်ျားတွေမှာကွယ်အခုတော့ဖျားကိုသာကွယ်ခင်းကနင်းချီပါလို့ဆိုထားတယ်လို့ကျမလည်းဟစ်လို့သာမမအေးလို့ဆိုလိုက်ချင်ပါတော့တယ်မိုးချုံမအလုတ်ကအိမ်ပြန်လာအိမ်ရောက်တော့လဲသူ့ဘာသာသူတီးပြီးကြည့်မကြည့်ချင်တဲ့ဖုန်းကြည့်ပေါ့နော်မိမထမင်းစားမယ်ဆိုလဲစိတ်ပါသလိုလိုမပါသလိုလိုစကားတွေဖောင်ဖွဲ့အောင်ပြောမယ်လို့စိတ်ကူးထားလဲသူကတော့အိတ်ချင်ပြီကွာဆိုပြီးပြောဘာမှလဲကျမတို့အိမ်ရင်သားရမှုသူ့လိုလားတစ်ခုပဲသိတာသူ့ကိစ္စကိုသာနားလေတယ်အဲ့ဒီယောက်ျားကျမတော်တော်ယူစိတ်ကုန်နေပြီဒါကြောင့်ကျမဆုံးဖြတ်ချက်တစ်ခုကိုချစာရွက်တစ်ရွက်ကိုယူကျမချရေးလိုက်တယ်မောင်ကျမရှင်တော်တော်စိတ်ကုန်နေပြီသိလားရှင်နဲ့ဆက်ပြီးကျမမပေါင်းနိုင်တော့ကျမဘောမှာနေတိုင်းစိတ်ပြက်စရာတွေကြီးပဲရှင်ကကျမကိုဂယုကိုမဆိုင်တာကျမထွက်သွားပါပြီရှင်လိုက်ရှာမနေပါနဲ့တော့ကျမအဲ့ဒီစာကိုရေးပြီးချီတုံချတုံဖြစ်နေချိန်မှာအိမ်ထဲကိုတယောက်ယောက်ဝင်လာတဲ့အတန်ကျမကြားလိုက်ရတယ်ကျမတကားပေါက်ကနေချောင်းကြည့်လိုက်တော့အမလေးကျမယောက်ျားသူ့အကြောင်းသိတာနဲ့ကျမကရင်အောက်မှာဝင်ပုံးလိုက်တာပေါ့ရှင်မောင်ကအိတ်ခမ်းထဲဝင်လာတယ်သူကစပွဲပေါ်ကိုသူ့အိတ်တင်လိုက်ပြီးစပွဲပေါ်ကကျမရေးထားတဲ့စာကိုကောက်ဖတ်တာပေါ့နော်အမလေးမောင်မင်းကြီးသားဝမ်းတာအားရထောက်ခုံလိုက်တာများနေအမလေးပါဇက်ကလည်းပြောလိုက်သေးတယ်လွတ်လပ်ပြီဆိုသလားပဲအဲ့ဒီတော့သူကအိတ်ထဲကဖုန်းကိုထုတ်တနေရာကိုခေါ်နေတာပေါ့လေကျမလေးအသက်တောင်ရဲရဲမရှိရတော့ဘူးဟေ့ခင်လားတို့မျောလင့်ထားတဲ့နေ့ရောက်လာပြီကွာဘာမှပြောမနေနဲ့တော့အိမ်ကဟိုဟာမိုင်းထွက်သွားပြီဆိုမှတော့ဘယ်ထွက်သွားပေါ့အောင်မဲသူ့လိုက်ရှာမနေပါနဲ့တော့ရီလိုက်ချင်သေးလိုက်ရှာဖို့နေနေတာအထုပ်ပိုးတောင်ထမ်းပြီးတော့ငါပို့ပေးလိုက်ချင်တာဗါတဲ့ဒီကောင်မကများကိုစိတ်ကုန်နေပြီတဲ့အမလေးရေးထားသေးတယ်သူ့ကိုစိတ်ကုန်တာလက်ထပ်ပြီးကြတဲ့ဆိုတော့ကိုဒင်းမသိသေးဘူးပဲထင်တယ်ဟိုဘက်ကဘာတွေပြောလို့ပြောမှမသိပါဘူးရှင်ဒါမဲ့သူပြောလိုက်တာကဘာလဲလွတ်လပ်ပြီလေခင်အိမ်ကိုလာခဲ့တော့ဒီညအိမ်ကဟာမကြီးမရှိတော့ဒိုးတွေလွတ်လပ်ပြောပပေါ့ကွာဟိုဘက်ကလည်းဘာပြောလို့ပြောမှမသိပါဘူးရှင်ဒါမဲ့သူကတော့အခုပဲလာခဲ့ဆိုအပြင်ကထွက်ဆောင်နေမယ်ဟုတ်ပြီလားဒါဖုန်းချလိုက်တော့မယ်သူကစပွဲပေါ်မှာစာရွက်တစ်ရွက်ပေါ်မှာပေါ့နော်တခုခုရေးလိုက်ပြီးအပြင်ကိုထွက်သွားပါတယ်ကျမလေးကရင်အောက်ကနေပြီးငိုချင်လိုက်တာမှပြောမပြတတ်အောင်မယ်ကျမကရင်အောက်ကထွက်လာတယ်သူကျမရောက်တော့ထွက်မသွားခင်မှာတခုခုရေးသွားသေးတယ်ဆိုတာကျမသတိထားမိတယ်ဘာတွေရေးသွားလဲဆိုတာကျမတော်တော်ကြီးကိုဆက်စုချင်တာလေဒါနဲ့စပွဲပေါ်ကစာကိုကျမတော့ကြည့်လိုက်မိတယ်ကျမလေးသူရေးထားတဲ့စာတွေကိုကြည့်လိုက်တဲ့အခါကျတော့မိမကြီးပုံးမယ်ဆိုလဲခြေထောက်တွေကိုလုံးအောင်ထားကွာအိတ်ခမ်းနဲ့ဝင်လိုက်ကြတဲ့ကမင်းခြေထောက်တွေကိုငါတွေ့နေရတယ်ဒါကြောင့်ရှောက်ပြောလိုက်တာအပြင်ထွက်သွားပြီးအေးသွားဝယ်လိုက်အောင်မယ်ပြန်လာရင်ထမင်းစားမယ်ဟင်းတွေထားလိုက်ထွက်မသွားပါနဲ့ကွာမင်းမရှိရင်မောင်ဘလို့မှမနေနိုင်ဘူးအဆင်မပြေတာတွေရှင်းဖုံးဖွင့်လင်းပြောမောင်ကတော့မင်းကိုဘယ်တော့မှစိတ်မပြတ်ပါဘူးသူရေးထားတဲ့စာကိုဖတ်ပြီးကျမငိုင်းနေမိတယ်ကျမနောက်ဖေးမိဖို့ကြောင့်လည်းဝင်ဟင်းတွေးတာပေါ့နော်ထမင်းနဲ့ပြင်ထားတယ်ကျမယောက်ျားလိုင်းစိတ်ချမ်းသာအောင်ကျမအလှတွေပြင်မယ်အဲ့ဒီချိန်မှာတကားဘဲလ်တန်မြည်လာတယ်အောင်မဲအိမ်ထဲဝင်ဖို့တော့ခေါင်းလုံးထိုးနေရသေးတယ်ကဲတီးပြန်ပြီးနောက်တစ်ချက်ဘာဖြစ်နေတာလဲဝင်ခဲ့ရင်ပြီးရောကဲပါဆိုလာပြီကျမလည်းအပြေးလွှားနဲ့တကားလေးတော့ဖွင့်ပေးလိုက်တာပေါ့နော်မယူဟင်းအေးဘာဖြစ်လို့လဲဆိုမယူယောက်ျားလမ်းထိပ်မှာကားတိုက်လို့ဟဲသူဘာဖြစ်သွားလဲကျမတိုက်လေကအတိုင်းပြေးဆင်းသွားတာပေါ့လေတိုက်အောက်အရောက်မှာအကွယ်မှာပန်းစည်းတစ်စီးထွက်လာပြီး Happy birthday မိမဆိုပြီးပြုံးဆနဲ့ကျမယောက်ျားကိုတွေးလိုက်ပါတယ်ကားတိုက်သွားတယ်ဆိုပြောတော့ surprise